ဟိုဘက်လာဆိုစီဟိုဘက်လာတယ်တို့ပြောနော်โอเคအခုကမြို့လေးရောက်သွားပြီလေမြို့ထဲမှာလာရဟာလေးလေမြို့ထဲကတော့မလားတော်တယ်မှာကိုလက်你够有一碗，လူတွေကိုလည်းပြင်မှုဒီဘက်လာဟိုနောက်မှာဘက်ဖလိုလေးအေးဒီတော့ကျင်တယ်တဲ့ညအော်ဒီဘက်လာလေအေးရှိပေါ်တဲ့ဘယ်နာမှာဓာတ်လီကားရှိတယ်ဟုတ်တယ်ကိုယ်တကတော့သားနဲ့သားလိုက်ဘူးတော့ဓာတ်လိုက်ဟုတ်နေပြီမှာဘယ်တော့ငါဘယ်လောက်ပြရလဲ1500သူဆိုတာဟိုဖြစ်တယ်လို့မဆိုတော့မဟုတ်ပါဘူးလက်တန်းလေးပြီးတော့ဘောသူစီးတော့ဟိုဆိုဘယ်ရောက်ပြီးတော့ဘယ်မှမဟုတ်ဘူးဒီမှာသူကငါ့ရဲ့လူစီးချင်တော့မေးကြည့်လို့ရှင်းတော့အောင်အဲ့ဒီကိုတက်ကတည်းကလည်းတော့မပြောပြအောင်မပြောလို့ရတယ်လို့ပြောပြောငါလည်းပြောမှာမပြောတော့ဘူးနောက်နောက်ကျမှဟိုလေးရတယ်ဟိုဟာပြီးတော့အားမရပါဘူးဘုန်းကျူဆက်တာ不咋的。ဒီလိုဆက်တာဆက်လို့ဆိုတော့ဒီလို那边我没风扇了。ဟာ